ကျွန်တော်ဖခင်ထံတော်သို့ရေရေတိုးဝင်ခွင့်ရှိတယ်ဘယ်သူကြောင့်လဲဆိုယေရှုကြောင့်သူများကတင်းကိုမစုံလင်ဘူးလို့ပြောတိုင်းတင်ကမစုံလင်ရမှာလားယေရှုအပြင်တင်ကစုံလင်တယ်လေခင်ဗျာတင်တန်ရှင်းအောင်မကြိုးစားနဲ့လို့ကျွန်တော်အားပေးပြစေလွယ်လွယ်လေးပဲညီကိုမောင်မတို့နေ့တိုင်းဖယားနဲ့အချိန်ယူကြည့်တင်ကြိုးစားတော့ဘာမှလုံနေစရာမလို तू ကအကုန်ဥဆောင်သွားပေးလိုက်မယ်ဖယားပဲအသက်ရှင်ခွင့်ပေးလိုက်ကိုတော့ကျွန်တော်မနိုင်ကိုတော့ကျွန်တော်မလုံနိုင်ကိုတော့ကျွန်မမလုံနိုင်ကိုတော့အထင်းကနေကျွန်တော်ရှင်တန်ပေးပါကျွန်မဥဆောင်ပေးပါကျွန်မလမ်းပြပါကျွန်မဆွဲခေါ်ပါကျွန်တော်ဆွဲခေါ်ပါ That's what you have to do မိတ္တဟာယကတင့်ကိုအောင်မြင်စေတာမိတ္တဟာတင့်ကိုတန်ရှင်းစေတာမိတ္တဟာတင့်ကိုလွတ်မြောက်စေတာတန်ရှင်းတဲ့တန်ရှင်းခြင်းနဲ့ဘုရားထံမတိုးဝင်နဲ့မိတ္တဟာယအပေါ်မှာဘုရားရဲ့တန်ရှင်းခြင်းတင့်ကိုလွှမ်းမိုးလာလိမ့်မယ်တင်လောမှာတစ်ခုပဲရှိတယ်ညီကောင်မောင်မတို့တင်အကောင်းဆုံးဘုရားအတွက်အသက်ရှင်ပေးစရာဘာအကြောင်းမှမရှိဘူးတင်အကောင်းဆုံးကဘုရားအတွက်ဘယ်တော့မှမကောင်းလို့ဖယားအနှစ်သက်စွာယုံကြည်ခြင်းဗျာဖယားကြိုက်စွာယုံကြည်ခြင်းโอเคဆိုတော့မကြီးယေရှုအားဖြင့်ငါကတန်ရှင်းတယ်ဒါပေမဲ့သူများပြောလိမ့်မယ်你ရှောက်ပြောနေကိုနေကြည့်အောင်你ဘာတန်ရှင်းလဲအာယူရဲ့ရဲရင်ဆိုဘသူဆရာအာယူခိုင်းတာလဲဖယားဆရာအာယူခိုင်းတာ